မျိုးဆက်ပွားကျန်းမာရေးအရှင်ရနေပြီဖြစ်သောနိုင်ငံရေးနှင့်စီးပွားရေးအသွင်ပြောင်းလဲမှုဆိုင်ရာယထာကြီး၌နုပြိုသောအင်ဂျင်တစ်လုံးကိုပိုင်ဆိုင်ထားပေသည်နိုင်ငံလူဦးရေ၏တဝက်ကျော်51.4% မှာအသက်28နှစ်အောက်လူငယ်များဖြစ်ကြပြီးယင်းတို့အနက်အသက်5နှစ်မှ14နှစ်ကြားအရွယ်လူငယ်များမှာအများဆုံးဖြစ်သည်မြန်မာနိုင်ငံတွင်မျိုးဆက်ပွားမှုနှုန်းမှာလျော့နည်းလာပြီးမိသားစုများတွင်ကလေးသူငယ်အရေအတွက်နည်းပါးလာသည်တိုင်းပြည်အနေဖြင့်လူဦးရေဆိုင်ရာရေရှည်အကျိုးအမြတ်ကိုခံစားရန်အဆင်သင့်ဖြစ်နေသည်လူဦးရေဆိုင်ရာရေရှည်အကျိုးမြတ်ဆိုသည်မှာလူဦးရေသည်မိခိုသူအများအပြားနှင့်အလုတ်လောက်ကိုင်သည့်အရွယ်အနည်းငယ်သာရှိရာမှအလုတ်လောက်ကိုင်သည့်အရွယ်များပြီးမိခိုသူနည်းပါးသည့်စီသို့ပြောင်းလဲလာသောအခါပေါ်ပေါက်လာသည့်စီးပွားရေးဖွံ့ဖြိုးကြီးထွားမှုကိုဆိုလိုသည်ယနေ့လူငယ်မျိုးဆက်သည်စီးပွားရေးဖွံ့ဖြိုးကြီးထွားမှုတစ်ခုတည်းသို့သာမကဘဲတနိုင်ငံလုံးရှိပြည်သူအများအတွက်ငြိမ်းချမ်းသာယာစွာဖြင့်လိုအင်ဆန္ဒပြည့်ဝသောဘဝကိုရရှိစေမည့်ပြည်ပြင်းခိုင်မာသောဒီမိုကရေစီတည်ဆောက်ရေးကိုပါအထောက်အကူဖြစ်စေမည်ဟုမျှော်လင့်ရသည်မြန်မာနိုင်ငံကရင်းရည်မှန်းချက်ပြည့်ဝနိုင်ပြီလားဆိုသည်မှာတိုင်းပြည်ကလူငယ်များကိုပညာရေးစီးပွားရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးရာတွင်ညီမျှကောင်းမွန်စွာရင်းနှီးမြှုပ်နှံနိုင်သည်ဆိုသည့်အပေါ်မှာမူတည်ပေသည်ငယ်ရွယ်သူများအထူးသဖြင့်တိုင်းပြည်အနာဂတ်ကိုပြောင်းလဲပေးနိုင်သောဆယ်ကျော်သက်မိန်းကလေးများအပါအဝင်အလားအလာကောင်းများကိုစွတ်ခူးပေးနိုင်မည့်လူငယ်များအနေဖြင့်စစ်မှန်ပြည့်ဝသောနိုင်ငံသားများဖြစ်လာစေရေးအတွက်မျိုးစေ့ချပေးရာတွင်အဆိုပါအခွင့်အလမ်းများလိုအပ်ပေသည်အဘဲကြောင့်ဆယ်ကျော်သက်မိန်းကလေးများဟုဆိုရသည်ဖြစ်နိုင်ခြင်းနှစ်ရက်ကိုမြင်အောင်ကြည့်ပါတခုတွင်ဆယ်ကျော်သက်မိန်းကလေးတဦးအနေဖြင့်ပြည့်စုံသောလိင်မှုဆိုင်ရာပညာရေးသို့မဟုတ်မျိုးဆက်ပွားကျန်းမာရေးနှင့်အခွင့်အရေးများကိုလက်လှမ်းမီမှုမရှိသလောက်နည်းပါသို့မဟုတ်လက်လှမ်းမမီပေ၎င်းသည်မရည်ရွယ်ပဲကိုယ်ဝင်ရရှိမှုကြောင့်သို့မဟုတ်မိသားစုစားဝတ်နေရေးကိုကူညီရန်အတွက်ကျောင်းမှထွက်လိုက်ရသည်၎င်းအနေဖြင့်မည်သည့်အချိန်တွင်လက်ထက်ထိမ်းများမည်ကလေးမည်မျှမည်သည့်အချိန်တွင်ယူမည်ဆိုသည်ကိုလွတ်လပ်စွာဆုံးဖြတ်နိုင်ခွင့်မရှိပေကလေးမွေးဖွားရာမှဖျားနာမှုနာကျင်မှုနှင့်သေဆုံးမှုတို့ကိုကြုံတွေ့နိုင်သည်တင့်ကောင်းမွန်သောအလုပ်အကိုင်အခွင့်အလမ်းများမရှိသလို၎င်း၏ကလေးသူငယ်များကိုလည်းလုံလောက်စွာကြည့်ရှုစောင့်ရှောက်နိုင်ခြင်းမရှိပေတဖြည်းဖြည်းနှင့်နှစ်ကာလကြာလာသည့်အခါ၎င်းသည်ဘေးကင်းလုံခြုံမှုမရှိသောအရွယ်ကြီးမြင့်မှုနှင့်ရင်ဆိုင်ရပေမည်ထိုအခြေအနေတွင်၎င်းသည်တိုင်းပြည်၏လူဦးရေဆိုင်ရာရေရှည်အကျိုးအမြတ်ကိုရယူခံစားနိုင်ခြေကိုပံ့ပိုးပေးနိုင်ခြင်းမရှိသည့်အပြင်များစွာပိုမိုဆိုးဝါးသောအခြေအနေတစ်ရပ်ဖြစ်သည့်၎င်း၏စစ်မှန်သောအလားအလာနှင့်နိုင်ငံသားတစ်ယောက်လူသားတစ်ဦးအဖြစ်တန်ဖိုးတို့ကိုရရှိခံစားနိုင်စွမ်းရှိတော်မည်မဟုတ်ပေအခြားအခြေအနေတစ်ရပ်တွင်ဆယ်ကျော်သက်မိန်းကလေးတစ်ဦးသည်၎င်းအတွက်အကောင်းဆုံးရွေးချယ်မှုများပြုလုပ်နိုင်စေမည့်ပတ်ဝန်းကျင်တစ်ခုတွင်အရေးပါသောသတင်းအချက်အလက်များနှင့်ဝန်ဆောင်မှုများရရှိထားသည်၎င်းသည်ဝဲရသည့်အထိပညာသင်ကြားသည်၎င်းလိုလားသူကိုလိုလားသည့်အချိန်တွင်လက်ထပ်ယူသည်ကလေးမည်မျှယူမည်ကိုရွေးချယ်ပြီးကျန်းမာတန်ဆွမ်းစွာကလေးကိုမွေးဖွားသည်ကျားမအခြေပြုအကြမ်းဖက်မှုနှင့်နေရက်စွန့်ခွာတိမ်းရှောင်သူများမှကာကွယ်ဆောင်ရှောက်မှုကိုခံယူရသည်၎င်းအတွက်အကျိုးအမြတ်ရပြီးကျေနပ်ဖွယ်ရာအလုပ်ကိုင်အခွင့်အလမ်းရှိသည်၎င်းသည်စစ်မှန်သောအလားအလာနှင့်မိန်းကလေးတစ်ဦးမျိုးသမီးတစ်ဦးနိုင်ငံသားတစ်ယောက်လူသားတစ်ဦးအဖြစ်တန်ဖိုးများစွာရရှိခံစားနိုင်စွမ်းရှိသည်မြန်မာနိုင်ငံအနေနှင့်အနာဂတ်တွင်လူဦးရေနှင့်ဒီမိုကရေစီဆိုင်ရာနှစ်ဆတိုးရေရှည်အကျိုးအမြတ်ကိုခံစားနိုင်စေရန်ဤဆယ်ကျော်သက်မိန်းကလေးကအထောက်အကူပြုပေသည်ဤနှစ်ဆတိုးရေရှည်အကျိုးအမြတ်ကိုအင်္ဂလိပ်အခရာဤသုံးလုံးဖြင့်ကိုစားပြုသောနည်းလမ်းဖြင့်၎င်းပုံဖော်နိုင်သည်၎င်းတို့မှာပညာရေး education အလုပ်အကိုင် employment နှင့်
စွမ်းပကားတိုးမြင့်ရေး empowerment တို့ဖြစ်ကြသည်ပညာရေးဆိုသည်မှာမိန်းကလေးများနှင့်ယောက်ျားလေးများတာဝန်ကျေပွန်ပြီးအကျိုးဖြစ်ထွန်းသောနိုင်ငံသားများဖြစ်လာနိုင်စေရန်လိုအပ်သောဗဟုသုတနှင့်စွမ်းရည်များရရှိစေရေးအတွက်အထောက်အကူဖြစ်စေသောမူလတန်းနှင့်အထက်တန်းကိုညီမျှစွာလက်လှမ်းမီမှုကိုဆိုလိုသည်ပညာရေးဟုဆိုရာတွင်ပြည့်စုံသောလိင်မှုဆိုင်ရာပညာရေးမိန်းကလေးနှင့်ယောက်ျားလေးများကိုမိမိတို့ကိုယ်တိုင်နှင့်မိမိတို့အဖော်၏ရုပ်ပိုင်းဆိုင်ရာနှင့်ဂုဏ်သိက္ခာတို့အပေါ်လေးစားမှုရှိရေးသင်ကြားပေးခြင်း၎င်းတို့ကျန်းမာရေးကိုကာကွယ်စောင့်ရှောက်နိုင်ပြီးမလိုလားအပ်သောကိုယ်ဝန်ကိုရှောင်ကျဉ်နိုင်စေမည့်သတင်းအချက်အလက်များကိုလက်လှမ်းမီစေခြင်းတို့ပါဝင်သည်အလုပ်အကိုင်ဆိုသည်မှာကျားမမခွဲခြားဘဲလုပ်သားအလုံးအတွက်တူညီသောအခွင့်အရေးရရှိကာတူညီသောအလုပ်အတွက်တူညီသောလုပ်ခလစာပေးအပ်သည့်လုပ်အားစုကိုလူငယ်များဝင်ရောက်ခွင့်ရခြင်းအပါအဝင်တင့်တင့်ကောင်းမွန်သောအလုပ်များကိုဆိုလိုသည်အလုပ်အကိုင်ဟုဆိုရာတွင်လူငယ်များမိမိတို့အနာဂတ်ကိုပုံဖော်နိုင်သည့်လုပ်ငန်းစဉ်တွင်တစိမ့်တဒေသပါဝင်နိုင်စေရန်အတွက်အမျိုးသားအလုပ်သမားမူဝါဒနှင့်မဟာဗျူဟာများရေးဆွဲရာတွင်လူငယ်များကိုပါဝင်စေခြင်းကိုဆိုလိုသည်အခြေခံအကျဆုံးအချက်မှာအားလုံးအနက်အရေးပါဆုံးဖြစ်သောစွမ်းပကားတိုးမြင့်ရေးဖြစ်သည်စွမ်းပကားတိုးမြင့်ရေးဆိုသည်မှာခွဲခြားဆက်ဆံမှုနှင့်ကျားမအခြေပြုအကြမ်းဖက်မှုများကိုအဆုံးသတ်ပေးရန်ဦးတည်သောကျားမညီမျှမှုနှင့်လူသားအလုံးအတွက်ကောင်းမွန်တင့်တယ်သောဘဝကိုပိုင်ဆိုင်နိုင်မည့်အခြေအနေများကိုပို့ဆောင်ပေးမည့်အခွင့်အရေးအခြေပြုမူဝါဒများတွင်အခြေခံသည်မျိုးဆက်ပွားကျန်းမာရေးနှင့်အခွင့်အရေးများမှာစွမ်းပကားတိုးမြင့်ရေး၏အဓိကကျသောအပိုင်းဖြစ်ပြီးမိန်းကလေးများနှင့်အမျိုးသမီးများကလေးယူရာတွင်အချိန်အရေးအတွက်နှင့်သားဆက်ချမှုတို့ကိုလွတ်လပ်ဘေးကင်းစွာဆုံးဖြတ်နိုင်ရေးအတွက်မိသားစုစီမံကိန်းအထောက်အပံ့များနှင့်ဝန်ဆောင်မှုများကိုအပြည့်အဝအဟန့်အတားမဲ့လက်လှမ်းမီစေရန်အာမခံပေးသည်စွမ်းပကားတိုးမြင့်ရေးသည်လူတိုင်းကိုကျားမဘာသာလူမျိုးသို့မဟုတ်အတန်းအစားခွဲခြားရန်နှင့်သွင်ပြင်လက္ခဏာဖော်ပြရန်သာမကဘဲနှိမ့်ချခွဲခြားရန်အသုံးပြုသောအမည်များကိုထည့်သွင်းစဉ်းစားခြင်းမရှိဘဲ၎င်းတို့နှင့်ထိုက်တန်သောဂုဏ်သိက္ခာလေးစားမှုများနှင့်ဆက်ဆံခြင်းတွင်အခြေပြုသည်မြန်မာနိုင်ငံတွင်လူဦးရေဆိုင်ရာရေရှည်အကျိုးအမြတ်အတွက်အခွင့်အလမ်းပိုမိုများပြားလာသည့်အလျောက်ဆိုရသည့်အနေနှင့်ညီသူကိုမျှနောက်ချန်မထားခဲ့ဘဲအားလုံးအတွက်ဂုဏ်သိက္ခာပြည့်ဝသောဘဝတစ်ခုပိုင်ဆိုင်နိုင်စေမည့်ဤသမိုင်းဝင်အခိုက်အတန့်ကိုရယူဖန်ဆောင်နိုင်မည်ဟုမျှော်လင့်ရသည်မြန်မာနိုင်ငံ၏အနာဂတ်နှင့်လူငယ်တန်းပေါင်းများစွာတို့၏အနာဂတ်သည်ဤအချက်ပေါ်တွင်တည်မှီနေပါသည်